ကြံပြတ်မှာပဲလို့ပြောခဲ့တဲ့လူတွေဒီဗီဒီယိုကြည့်စင်ကူတော့ပတ်စံနေရရှိနေလို့လားဆိုတော့ကျွန်တော်ပတ်စံပြားမပါပါဘူးမမေတို့ဖေတို့ခေါ်လို့ပါသွားတာပေါ့နော်ပတ်စံတကြမ်းမပါပဲနဲ့စင်ကူရောက်သွားတဲ့ vlog လေးပဲဖြစ်ပါရဲ့ရှင်အဲ့လိုပြောတာလေခီးတွေရှောက်ထွက်နေတာပတ်စံရမ်းချမ်းသာနေတဲ့ထင်ပြီးမှပတ်စံလာချိမှဆိုလို့ပေါ့နော်စင်ကာပူ6ရက်ခီးစဉ်ရဲ့ sponsor ကတော့ဖဖေရမမေရမမရဖြစ်ပြီးမှမို့လို့ဟိုတွားမယ်ဒီတွားမယ်အစီအစဉ်ဆွဲတာကတော့မမနဲ့တိုင်းကြီးပဲဖြစ်ပါရဲ့ရှင်စင်ကာပူ6ရက်ခီးစဉ်ကိုတရက်မှမနာပဲနဲ့ရှောက်သွားခဲ့လို့ပြောယုံကြည်မှယုံမယ်ပေါ့နော်ဒါရက်ရောက်ချင်းနေပေါ့နော်ခဏပဲနားပြီးရတယ်ညနေခင်းမှာမို့လို့ဒီစင်ကာပူရဲ့နာမည်ကြီးတနေရာဖြစ်တဲ့ Orchard Road ဘက်ကိုမို့လို့ shopping ပတ်ခဲ့ကြပါတယ်ရှင်ဟိုအားကြရဆုံးလူပြပါဆိုတော့ဆန်ဆန်ပေါ့နော်အမှသူကလေဟိုလူပွေးလိုက်ဒီလူပွေးလိုက်ဟိုလူနန်းလိုက်ဒီလူနန်းလိုက်နဲ့သူရမ်းတာရနေလို့သူရမ်းအားကြပါတယ်ဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့ပါတယ်ဓာတ်ပုံတွေတော့နောက်ကျမှတည်တံ့တင်ပေးမယ်ပေါ့နော်အဲ့ဒါလည်းမိုးတို့အတင်းပြောနေမှာမဟုတ်ဘူးနော်ဘန်ကောက်ရောက်လို့ရှိရင်ဘာတွေလှုပ်ရှားမယ်ဘာတွေလှုပ်ရှားမယ်ဆိုတဲ့အကြောင်းပြောနေကြတာပေါ့နော်ဒါလေးကတော့ကျမတို့တိမ်လုံးကအသေးတုံးလေးဖြစ်ပါတယ်ရှင်လမ်းတော်များများရှောက်ပြီးတဲ့အချိန်လေးမှာဘိုက်တိတ်တော်တော်စားလို့ပေါ့နော်မိုးတို့ဖူကော်ရဲသွားပြီးမှထမင်းစားကြပါတယ်ရှင်သူဘိုက်တော်စားနေရသည်လားမနေ့4 နာရီကလေးကထပြီးမှလေရင်စီကားစီနေဆိုတော့တော်တော်လေးပင်ပန်းနေရဖြစ်တဲ့အတွက်ကိုထမင်းစားပြီးရတဲ့ဟိုတယ်ပြန်ပြီးမှပဲနားပါတယ်ရှင်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုကြမှာပြန်ဆုံမယ်နော်အားလုံးပဲ bye bye